မြန်မာရိုးရာမုံကလေးတစ်မျိုးဖြစ်တဲ့မုံစီကြော်ကလေးအိမ်မှာကြော်စားပြလို့ကြော်တဲ့နီးလေးကိုလည်းကျွန်တော်ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်။ထညက်ကိုတော့ကျွန်တော်ကမုံလုံးတဲ့ထညက်အညူရောင်ကိုအသုံးပြုထားပါတယ်။ပြီးရင်တော့ကျွန်တော်တို့အိုးတုံးထဲမှာထည့်ပြီးတော့ရေလေးအသင်းသင်းလောက်ထည့်ကထညက်ခဲလေးအရေးပျော်သွားတဲ့ထီကိုကျွန်တော်တို့ကြိုသွားပေးလိုက်ပါမယ်။ထညက်ခဲလေးတွေအားလုံးအရေးပျော်ပြီးတော့ရေလေးနဲ့ငယ်ကျသွားပြီဆိုရင်ကျွန်တော်တို့ပကံလေးတစ်လုံးရဲ့အပေါ်မှာအနယ်စစ်စကားလေးခံပြီးတော့ထညက်ရေလေးတွေကိုအနယ်လေးတွေမပေါအောင်လို့စိတ်ရှိရှိနဲ့လောင်းထည့်ပြီးတော့ကျွန်တော်တို့အေးခံထားပေးရပါမယ်။ပြီးရင်တော့ကျွန်တော်ကမုတ်စီကြော်ထဲမှာနှမ်းလေးထဲမှာဖြစ်တဲ့အတွက်နှမ်းကိုဒဲဟိုးတစ်လုံးထဲမှာထည့်ပြီးတော့မီးကိုအနည်းဆုံးထားကလှော်ပေးပါမယ်။အခုလိုမျိုးနှမ်းလှော်တဲ့အခါမှာမီးရကိုရမ်းပြင်းလို့မရပါဘူး။မီးရရမ်းပြင်းလိုက်မယ်ဆိုရင်တော့ကျူးသွားတတ်ပါတယ်။ပြီးရင်တော့မုံနဲ့ဆက်ပါမယ်။မုံနဲ့ဆက်ဖို့ရအတွက်ကောင်းချင်းမုံကိုစံချိန်ခွက်နဲ့3ခွက်အထိထည့်ပါမယ်။စံမုံကိုလည်းစံချိန်ခွက်ရဲ့တစ်ခေါက်ခွဲထည့်ပါမယ်။စားလေးနဲ့ငယ်ထည့်ပေးလိုက်ပါမယ်။စားလေးထည့်ပြီးသွားပြီဆိုရင်တော့ကြိုထားတဲ့ထညက်ရီလေးကိုတဝက်ချင်းစီလောင်းထည့်ပြီးတော့ကျွန်တော်တို့အားလုံးကိုရေပျော်သွားတဲ့အထိမှုေးသွားပေးလိုက်ပါမယ်။မုံစီကြော်ကိုစီစီပိုင်ပိုင်လေးစားကျင်တဲ့သူတွေအတွက်ကတော့ကျွန်တော်တို့စံမုံကိုရှော့ထည့်ပြီးတော့အသုံးပြုလို့ရပါတယ်။ပြီးရင်တော့ကျွန်တော်တို့လှော်ထားတဲ့နှမ်းကိုထည့်ပြီးတော့မုံနဲ့တသားတဲ့ဖြစ်တဲ့အထိကိုကျွန်တော်တို့ဆက်ပြီးတော့မှုေးသွားပေးလိုက်ပါမယ်။အားလုံးပြီးပြီဆိုရင်တော့မုံစကြော်ပါမယ်။မုံစကြော်ဖို့ရအတွက်ဒေဝထဲမှာစီလေးအတင်းတင်းလောက်ထည့်ပေးလိုက်ပါမယ်။စီလေးပူလာပြီဆိုရင်တော့ဒီလိုမျိုးချင်ခွက်လေးနဲ့မုံနှစ်လေးကိုလောင်းထည့်ပြီးတော့ရောင်းမလေးနှစ်ခုနဲ့စီလေးပတ်ပြီးတော့အပေါ်အောင်လေးလှန်ကမုံကိုဆက်ပြီးတော့ကြော်သွားပေးလိုက်ပါမယ်။မုံစီကြော်ကိုနှက်ခမ်းသားကျွတ်လေးစားကျင်တဲ့သူတွေကတော့ကျွတ်နေတဲ့အနေထားလေးရအောင်လို့ကြော်သွားပေးလိုက်ပါ။နောက်ထပ်ကျွန်တော်တို့မုံစီကြော်တဲ့ကိုနှမ်းအပြင်မြေပဲဆန်တို့အုံးသီးတို့ကြိုက်ရင်လည်းထည့်ပြီးတော့ကြော်စားလို့ရပါတယ်။မုံစီကြော်ကိုတော့ကျွန်တော်တို့အခါမုံလို့လည်းခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တပေါင်းလားဝါဆိုလားတရင်ကျွတ်လားတစောင်းမုံလားအဲ့လိုမျိုးဒီဆွန်းလောင်းပွဲတွေဖျားပွဲတွေလာပြီးနေ့ဒီမှာကြော်စားလေးအမြဲရှိပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကမုံစီကြော်မကြော်ခင်မှာကျွန်တော်တို့ဒီကောက်ညင်းနဲ့ဆန်ကိုရေတညလောက်စိမ်ပြီးတော့လက်လဲတဲ့ကြောက်စုံတွေနဲ့သွားပြီးတော့ကြည့်ရတာပဲဖြစ်ပါတယ်လက်တော်အရန်ကိုညောင်းပါတယ်ဒါပေမဲ့ပျော်ဖို့တော့အရန်ကောင်းတယ်ဗျကျွန်တော်တို့ဒီကလေးတုန်းကတော့မုံရမ်းစားကျင်တော့လေကြော်တဲ့ဒေဝနာနဲ့မခွာတော့ဘူးတခုရှိတာကကျွန်တော်တို့ရဲ့ရိုးရာဓလေ့အတိုင်းပဲအမေကြီးကဖျားဆွန်းတော်နဲ့အရှင်ကြီးတင်မှုကိုဖယ်ပြီးတော့မှကျွန်တော်တို့ကိုမုံအမြဲတမ်းကျွေးပါတယ်ဒီမုံစီကြော်လေးကိုအိမ်မှာကြော်စားပြလို့အမှတ်တရအနေနဲ့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုအသစ်တွေမှာပြန်ဆုံပါမယ်